ပြီးခဲ့တဲ့ပိုင်းမှာတော့ Atlas ကဆန်နီပင်လယ်ထဲကိုဘေးကင်းကင်းနဲ့ရောက်ဖို့ရာသူမအသက်ကိုစတေးပြီးပေးဆက်သွားခဲ့ပါတယ်။သူမမိသားစုအတွက်ကောင်းကောင်းလက်စားချေနိုင်ဖို့ရာလူဖီကလည်းဘွန်နီကိုကူညီပေးခဲ့ပြီးစေတန်ကြီးကိုစိတ်စိတ်မာထိုးခွဲနိုင်လိုက်ကြတယ်။မသိမျိုးဆိုတော့လေ regeneration ကောင်းကောင်းနဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေပြန်ကောင်းတော့မှကိုမြင်အောင်သေးတယ်။အခုဆိုရင်စေတန်ကိုလည်းထိုးခွဲနိုင်လိုက်ပြီးဖြစ်တယ်လို့ဆန်နီယာလည်းပင်လယ်ထဲကိုပြုတ်ကျလာနေခဲ့တယ်။သူတို့နောက်ကနေတော့ Venus Juro ကဆက်လိုက်လာနေတုန်းဖြစ်ကဇိုရိုကအဲ့ဒါကိုတတိထားမိလိုက်ပါတယ်။ Vega ဘန်ကတော့သူ့ရဲ့ broadcast ကနေပြီးတကယ်လို့များတခုခုဖြစ်ခဲ့ရင်မင်းတို့အားလုံးကိုစောင့်ရှောက်ကြကွာဘာတွေပဲဖြစ်လာပါစေကျုပ်ကတော့လူသားတွေရဲ့ဒီပညာကိုယုံကြည်တယ်တိတ်ပံပညာကိုယုံတယ်ရောဂျာတည်သွားတာက25နှစ်တောင်ရှိပြီး YB ရဲ့တည်သွားတာကလည်း2နှစ်တောင်ရှိခဲ့ပြီးဒီဒန်နာရီလာကြီးတွေပြိုလဲသွားတာကခေတ္တရဲ့ရှေ့ပြေးစားပဲအခုတော့တချို့သူတွေကိုဘလို့မှထိန်းချုပ်လို့မရတော့ဘူးသူတို့တွေကဒါတိုက်ဆိုင်ဆိုင်အမှန်တရားနဲ့ညီစက်ဆုံးသူတွေဖြစ်တယ်လို့ပြောနေခဲ့ပါတယ်ရောဂျာကအဲ့ဒီလိုပြင်အောင်ဖန်တီးခဲ့တာလည်းဖြစ်နိုင်တယ် Joy Boy လိုချင်တာတွေကအဲ့ဒါတွေဟုတ်မဟုတ်တော့မသိကြဘူးလို့ပြောလိုက်တယ် Vega ဘန်ပြောတာတွေကိုနားထောင်ရင်း really လိုမျိုးမူးအောင်မောင်းတောက်နေခဲ့သူနောက်တစ်ယောက်ကတော့ Royal Pirate ရဲ့ Captain ရှက်မယ်ဖြစ်ပါတယ် Vega ဘန်ပြောနေတာတွေကြောင့်ပင်လယ်ဓမြတွေဟာ Roger ထားခဲ့တဲ့ယတနာတွေ One Piece ကိုပိုစိတ်ဝင်စားသွားကြပြီဖြစ်တယ်လို့ရေတပ်သားတွေကလည်းပင်လယ်ဓမြတွေတဲ့ရင်လက်ဦးဖို့အတွက်စ조사ချင်နေကြကြပါတယ်ဆက်လက်ပြီး Vega ဘန်ကအဲ့ဒါကိုရပ်တန့်လို့မရတော့ပါဘူးအဲ့ဒါကိုရမဲ့သူကကဘာကြီးရဲ့ကံကြမ္မာကိုကန်လုံးနိုင်မဲ့သူပဲ One Piece ကိုရနိုင်မဲ့သူတွေပေါ့ကွာလို့ပြောလိုက်တယ်။ Vega ဘန်ရဲ့ဒီစကားတွေကြောင့်ဒါဆိုကဘာကြီးကပင်လယ်ဓမြတွေရဲ့လက်ထဲကိုရောက်သွားတော့မှလား။တိုင်းပြည်တွေကကောရေအောက်ကိုရောက်သွားတော့မှလားဆိုပြီးအပြစ်မဲ့တဲ့ပြည်သူတွေဟာစိုးရိမ်ပူပန်မှုတွေများကုန်ပါတယ်။ပင်လယ်ဓမြတွေကတော့ကဘာအတော်ဆုံးသိပ္ပံပညာရှင်က One Piece ရှိပါတယ်ဆိုတဲ့အကြောင်းကိုတီးပြပေးလိုက်ပြီးဖြစ်တာကြောင့်လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီးရေအောက်ကျင်းတောင်အင်းဘဲတောင်တွေကအကျဉ်းသားတွေတောင်မှကဘာအစိုးရရေးတတိထားနေတော်လို့ပြောနေကြတယ်။ကိုဘီကတော့လူဖီဆန်ကျွန်တော်ကခမားအိမ်မက်ကိုတားစီရတော့မှာပဲလို့ပြောနေခဲ့ပြီးဘာဂီရဲ့နောက်လိုက်တွေကတော့ထုံးစံအတိုင်းတာဝေါ်ဘာဂီရဲ့စကားလုံးတွေအောက်မှာစိတ်အားတကြနေခဲ့ကြပြီး One Piece ကိုရှာကြတော့မှာဖြစ်ပါတယ်ခက်တရီနာဒေဖွန်ကတော့သူတို့ခေါ်လာတဲ့ခါရီဘူအကြောင်းကိုတီးကိုတင်ပေးနေခဲ့ပြီးတကယ်လို့သူမျှော်မှန်းထားတယ်လို့ဖြစ်မလာခဲ့ရင်ချက်ချင်းတက်ဖြစ်မယ်လို့တီးကပြောလိုက်ပါတယ်တော်မန်ဝါဂျူရီရဲ့ဆွဲနဲ့ထိုးတဲ့တစ်ချက်မှာအဲမန်ရဲ့ရင်ဘတ်ထဲထည့်ထားတဲ့အတန်လွင်းခယူလေးကပျက်စီးသွားခဲ့ပြီးဗေဂါဘန်ရဲ့ထုတ်လွှင့်မှုဟာလည်းရပ်တန့်သွားခဲ့ပါတယ် Join Boy နဲ့ပတ်သက်ပြီးပြောချင်တဲ့သူ့ရဲ့နောက်ဆုံးစကားတွေကိုတော့ဘယ်သူမှမကြားရတော့ပါဘူးအိုင်ယွန်ချိုင်းရဲ့ကြီးအဲမန်ဟာလည်းမှောက်သွားခဲ့ပြီးဖြစ်ကတစားစီဖြစ်သွားတဲ့စီတန်ကသူ့ကိုယ်သူပြန်ဆက်လိုက်ရင်ဒီကနေအသက်ရှင်လျက်ဘယ်သူမှထွက်မသွားစေရဘူးလို့ပြောလိုက်ပါတယ်ဆန်နီနောက်ကိုလိုက်လာနေတဲ့ Venus Juro ကိုတော့ဇိုရိုကရင်ဆိုင်မှုအတွက်ပြင်ဆင်လိုက်တယ်တောင်းပန်ပါတယ် Join Boy လို့အဲမန်ကပြောနေတာကိုကြားတော့လူဖီကမင်းအစင်ပြေရဲ့လားဆက်ရုပ်ကြီးလို့လှမ်းမေးလိုက်တယ်Joy Boyတောင်းပန်ခြင်းယုံပါပဲငါသိပါတယ်မင်းကအသက်ရှင်မနေတော့ဘူးဆိုတာကိုလေဒါပေမဲ့မင်းကိုမြင်ရတာကသူ့ကိုတတိယမိလို့ပါပြီးတော့အဲ့ဒီနေ့ကိုပြန်ရောက်သွားတယ်လို့ခံစားရတယ်တောင်းပန်ပါတယ် Join Boy မင်းကိုဘယင်ကြီးဖြစ်အောင်လို့မလုပ်ပေးနိုင်ခဲ့ဘူးလို့ပြောနေခဲ့တယ်အဲ့ဒီအချိန်ဂျူပီတာစေတန်နဲ့တော်မန်ဝါဂျူရီတို့က Grey Area ကြီးကိုဖျက်ဆီးဖို့အတွက်လုပ်နေခဲ့ပြီးဖြစ်ပြီးဆန်နီကလည်းပင်လယ်ကြီးစီကိုပြုတ်ကျနေခဲ့ပြီးဖြစ်ပါတယ်လူဖီကဘယင်ကြီးလားလို့မေးတဲ့အခါမင်းနာမည်ဘယ်လိုခေါ်လဲလို့အဲမန်ကပြန်မေးလိုက်တယ်ငါနာမည်ကမန်ကီဒီလူဖီငါကပင်လယ်ဓမြဘယင်ကြီးဖြစ်မဲ့သူပဲလို့ပြန်ပြေတံကိုကြားလိုက်ရတဲ့အခါဒီတဲ့လားဆိုကအဲမက်ကမတက်ထရက်လိုက်ပါတယ်အဲ့ဒီနောက်သူ့ရဲ့ခန္ဓာကိုတဏီယာမှာထည့်သိမ်းထားတဲ့ထုံးနေတဲ့ကြိုးတစ်ချောင်းကိုဆွဲပြုတ်လိုက်တယ်ကြိုးတုံးဖြီသွားတဲ့အချိန်မှာတော့ကြီးမားလာတဲ့ Supreme King ကွန်ကွာရာဟာဂီကြီးတစ်ခုကထွက်ပေါ်လာခဲ့ပြီး Hey Luffy ကျေးဇူးတင်ပါတယ်မကြားရတာကြပြီဖြစ်တဲ့တန်စင်ကိုပြန်ကြားစီလို့ကျေးဇူးပါမင်းမသိနဲ့နော်ငါမင်းကိုပေးမသိနိုင်ဘူးလို့ပြောလိုက်ပါတယ်ဒီ Supreme King ကွန်ကွာရာဟာဂီကြီးက Luffy တို့အဖွဲ့သားတွေကလွဲရင်အမြင့်ဆုံးမှဆိုတဲ့ဂိုရိုဈေးတွေကိုတောင်မှပတ်ဆောက်ဖြစ်သွားစေခဲ့ပြီး Abyss ဆိုင်ကယ်ကနေတဆင်းရောက်လာကြတဲ့ Marcus မှာ Jupiter, Venus Juro, တော်မန်ဝါဂျူရီတို့တွေကိုသူတို့ရဲ့ပန်ကြီးရရဲတိုက်တွင်ကအခန်းစီကိုပြန်ရောက်သွားစေခဲ့တယ်ဒီကွန်ကွာရာဟာဂီကဇလန်တလျှောက်မှာတွေ့ဘူးသမျှကွန်ကွာရာဟာဂီတွေထက်အစာပေါင်းများစွာတန်မာဆုံးဖြစ်ပြီးဒီဟာဂီကိုတော့ဂိုရိုဈေးတွေကနေတဆင်းအီမှုစာမကပါခန်းစားလိုက်ရတာကိုတွေ့ရတယ်အီမှုတယောက်လဲဇောကျွေးတွေပြန်သွားရတဲ့အထိကြောက်လန့်နေပုံရကဒါဟာ Join Boy ရဲ့ဟာဂီဆိုတာကိုသူကသိလိုက်ပါတယ်နှစ်ပေါင်း800ကျော်ကြာပြီးမှအတန်မာဆုံးလူတယောက်ရဲ့ဟာဂီကိုပြန်ခန်းစားလိုက်ရတာဆိုတော့လေဗျာအီမှုတယောက်တုံတုံသွားတာကစမ်းတော့မစမ်းပါဘူးစက်ရုပ်ကြီးစီကထွက်လာတဲ့ဟာဂီကလူတွေကိုပျောက်သွားအောင်လုပ်နိုင်တာလားဆိုပြီးဒိုရီနဲ့ပရိုဂီတို့ကတော့အံ့ဩနေခဲ့ကြပါတယ်လူပုံစံကိုပြန်ပြောင်းသွားပြီဖြစ်တဲ့စီတန်ကငိမ့်သက်နေတဲ့ MH ကိုရောက်နေချိန်မှာတော့အိုင်ယွန်ဂျန်ရဲ့ကြီးကငိမ့်သက်လွတ်သွားခဲ့ပြီဖြစ်ပါတယ်သူ့ရဲ့အတွေ့အကြုံထဲမှာတော့အတိတ်ကာလမှညံတစ်ခုစီကိုမျောလင့်နေခဲ့တယ်အဲ့ဒါကတော့သူနဲ့ Join Boy တို့စကားပြောနေတဲ့ချိန်ကာလတစ်ခုဖြစ်ပါတယ်နားထောင်တော့အချိန်မှန်ရောက်တဲ့ခါမှာပဲတုံးရမယ်နော်ငါရဲ့အားအပြင်းဆုံးဟာဂီကိုပါတခါတည်းချီထားပေးပြီးတော့
တော့မင်းရဲ့ကိုယ်ထဲမှာထည့်ပေးထားတယ်မင်းကငါတည်ပြီးနောက်ပိုင်းမှာလဲဆက်ရှင်နေအောင်မှဆိုတော့ငါမင်းကိုဆက်ပြီးမကူညီနိုင်တော့တဲ့နေ့ကိုရောက်လာမှာပဲလေမင်းမအတန်အန္တရာယ်ရှိတဲ့အခါကာကွယ်ခြင်းနဲ့တယောက်ယောက်ကအန္တရာယ်ရှိတဲ့အခါအဲ့ဒါကချိန်မှန်ပဲခြိထားတဲ့ဂျိုးတုံးကိုဖြီလိုက်လို့ join one ကပြောခဲ့တာပါအဲ့ဒီအချိန်ရောက်တဲ့အခါကျရင်မင်းကငါ့ကိုကူညီမှာပေါ့လို့အဲမတ်ကပြောတော့ဒါပေါ့ကွာအတိတ်ကငါကမင်းကိုလာခဲ့မှလေငါလုံနေကြအတိုင်းပေါ့လို့ join one ကပြောလိုက်ပါတယ်ပြောလိုက်တာကျေးဇူးတင်ပါတယ်အဲ့ဒါဆိုရင်မင်းတည်သွားပြီးရင်လဲငါရဲ့နာမှာရှိနေတယ်လို့ပဲပေါ့လို့အဲမတ်ကပြောကသူဘယ်တော့မှဒီချန်မှာမဟုတ်တော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ် join one သူ့ကိုမှာခဲ့တဲ့အတိုင်းအခုဆိုရင်အဲမတ်ဟာသူ့အသက်ထက်သူကာကွယ်ပေးခြင်းတဲ့လူဗီဒီယိုတွေကို join one ထည့်ပေးထားတဲ့ဟာကီကိုအသုံးပြုပြီးကယ်တင်လိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်